အားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ဖို့မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေအတွက်ကျမကြီးနဲ့ဘိုးတို့သားရဝယ်အားကြောင့်ကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတော့တန်တလွန်တီကောင်းချိုချောင်းကိုမျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ချင်းရဟင်းပဲချက်စားစားငါးနဲ့ပဲချက်ချက်မိခင်ပဲဟင်းခပဲချက်တောက်အဆင်ပြေပဲစားကောင်းတဲ့အတီးတစ်ခုပေါ့ဟင်းရရနံ့ကိုလည်းတိုးစီလို့တော်တော်များများကြိုက်ကြပါတယ်။တန်တလွန်တီရဲ့အစမ်းတတိကတလောက်နဲ့ပဲပြီးသွားတာမဟုတ်ပါဘူးနော်။ကျမရဲ့အတွက်အကျိုးကျေးဇူးတွေအများကြီးပေးပါသေးတယ်။အပူပိုင်းဒေတာမှာပေါ့ရောက်ရှင်တန်တဲ့အပင်တစ်မျိုးပါ။တပင်လုံးဒီပါဆေးဖက်ဝင်ပါတယ်။တန်တလွန်တီမှာဘလို့အာဟာရဓာတ်တွေပါဝင်နေလဲဆိုတာအတူတူကြည့်အောင်နော်။တန်တလွန်တီမှာပရိုတိန်းဗီတာမင် B6 ဗီတာမင် C တန်တက်ဗီတာမင် B2 ဗီတာမင် A မဂနီဆီယမ်တို့ပါဝင်နေပါတယ်။တန်တလွန်တီကရရှိမဲ့ကျမရဲ့အကျိုးကျေးဇူးတွေကဘာတွေများလဲ။နံပါတ်1အရေးပြားနဲ့စံသားရီကိုအာဟာရဖြည့်ပေးတယ်။အရေးပြားနဲ့စံသားရီကို free radical တွေကြောင့်ထိခိုက်ပျက်စီးတာတွေကနေကောက်ခဲ့ပေးပါတယ်။ကျမတန်ဆန်းစေနိုင်ပြီးအရေးပြားဆဲတွေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်ကောက်ခဲ့ပေးပါတယ်။ရေတက်ဖြစ်ပေးပြီးအစိတ်တောက်တွေကိုဖယ်ရှားပေးပါတယ်။အရေးပြားမှာပိုးဝင်ကူးစက်တာကိုကုသဖို့အသုံးပြုနိုင်ပါတယ်။နံပါတ်2အသေးကိုကျမစီနိုင်တယ်။ဆေးဝါးတွေကြောင့်အသေးထိခိုက်မှုတွေကနေကောက်ွယ်ပေးပါတယ်။အသေးယောဂရှိသူတွေအနေနဲ့စားသုံးပေးတဲ့ဓာတ်စားတစ်ခုပေါ့။နံပါတ်3ကင်ဆာကောက်ွယ်ပေးနိုင်တယ်။တန်တလွန်တီစားသုံးပေးမှုကကင်ဆာကောက်ွယ်ဖို့အတွက်လည်းအထောက်အကူပြုပေးပါတယ်နော်။တန်တလွန်တီမှာပါတဲ့နီယာဇီမီဇန်တက်ပေါင်းကကင်ဆာဆေးတွေပွားမလာအောင်ထိန်းချုပ်ပေးနိုင်ပါတယ်။နံပါတ်4အစာအိမ်ဦးလန်းချောင်းကိုကျမစီနိုင်တယ်။အစာအိမ်ပြဿနာတွေကိုကင်ဝေးစေသလိုဝမ်းချုပ်တာလေပွားတာနဲ့လေနာဝေဒနာတွေကိုတတ်တာစေနိုင်ပါတယ်။ဗီတာမင် B ကျွေးဝါးစွာပါဝင်တာကြောင့်အစာချေစေဖို့အထောက်အကူပြုပေးပါတယ်။နံပါတ်5ဘက်တီးရီးယားတွေကိုတိုက်ဖြတ်ပေးနိုင်တယ်။ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ကိုယ်ဆက်ယောဂတွေအရေးပြားမှာဘက်တီးရီးယားနဲ့မှုပိုးကူးစက်တာတွေကိုကာကွယ်ဖို့အသုံးပြုလို့ရပါတယ်။နံပါတ်6အယိုးတွေကိုတမစေနိုင်တယ်။ကယ်လ်ဆီယမ်နဲ့ဖော့စဖောရိတ်ဓာတ်တွေပါဝင်တာကြောင့်အယိုးတွေကိုတမတန်ဆွမ်းစေနိုင်ပါတယ်။အယိုးကျိုးသားသူတွေစားပေးတဲ့ဓာတ်စားပါ။နံပါတ်9နှလုံးသွေးကြောဆိုင်ရာယောဂကိုကာကွယ်ပေးနိုင်ပါတယ်။တန်တလွန်တီမှာဓာတ်တူဆန့်ကျင်အာနိဒင်ပါဝင်နေရာကြောင့်နှလုံးထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီးနှလုံးကိုကျမစေနိုင်ပါတယ်။နံပါတ်10အနာကျက်စေနိုင်တယ်။အနာကျက်စေနိုင်တယ်လို့အနာကြောင့်အမာရွတွေမကြံစေဖို့လည်းအထောက်အကူပြုပေးနိုင်ပါတယ်နော်။နံပါတ်9စီးချိုအတွက်တင်တော်တယ်။တွေးတွင်းတကြားတက်ကိုလျှော့ချစေပြီးတွေးပြူဥစဲတွေကိုတိုးစေနိုင်တာကြောင့်ကိုယ်ခံအားကောင်းစေနိုင်တယ်လို့စီးချိုထိန်းညစ်ရာမှာလည်းတော်တော်လေးအထောက်အကူပြုပေးပါတယ်။နံပါတ်10ပန်းနာရင်ချက်တတာစေနိုင်တယ်။အစုပ်ဤလောဆောင်မှုကိုကောင်းမွန်စေနိုင်ပြီးအသက်ရှူလန်းကြောင်းကိုကျမစေပါတယ်။ပန်းနာရင်ချက်ယောဂကိုတတာစေနိုင်စွမ်းလည်းရှိပါတယ်။နံပါတ်7ကြောက်ကက်ကျမစေတယ်။ကြောက်ကက်မှာကြောက်တဲ့တာစီအိမ်မှာကြောက်တဲ့တာတွေအတွက်အသုံးပြုလို့ရပါတယ်။တန်တလွန်တီမှာဓာတ်တူဆန့်ကျင်အာနိဒင်ပါဝင်နေရာကြောင့်ကြောက်ကက်ကအစိတ်တောက်တွေကိုဖယ်ရှားပေးပြီးကြောက်ကက်ကိုကျမစေနိုင်ပါတယ်။နံပါတ်7နဲ့တွေ့သူကြစေနိုင်တယ်။တန်တလွန်တီမှာအိုက်ဆိုဒီဆန်နတီနဲ့နီယာဇီမီနီတို့ပါဝင်နေရာကြောင့်တွေ့ကြောရီထဲမှာတွေ့လက်ပဲစီစဉ်မှုကိုကောင်းမွန်စေပြီးတွေ့တူရာမျိုးမဖြစ်အောင်ကောက်ွယ်ပေးနိုင်ပါတယ်။တွေ့သူရှိသူတွေစားသုံးဖို့တင်တော်ပါတယ်။နောက်ဆုံးချက်ကတော့မျက်လုံးကျမစေနိုင်တယ်။တတူးဆန့်ကျင်အာနိဒင်ကျဲဝါရဲ့အတွက်အမြင့်အာယုံကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။မျက်လုံးတွင်တွေးကြောလေးတွေကိုကျမစေပြီးအမြင့်အာယုံကောင်းမွန်စေနိုင်ပါတယ်။ခဏကိုအတွက်အကျိုးများတဲ့တန်တလွန်တီလေးကိုစားသုံးပြီးရင်အခုပြောခဲ့တဲ့ကျမရဲ့အကျိုးကျေးဇူးတွေကိုရယူလိုက်ရအောင်နော်။ဟုတ်ကဲ့ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့တန်တလွန်တီရဲ့အကောင့်ကျိုးတွေအကြောင်းကိုမျှဝေတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီတန်တလွန်တီမှာဆိုရင်တော့အကောင့်ကျိုးတွေများစွာပါဝင်ပြီးတော့ကျောင်းမဲ့ရွေးအတွက်အကျိုးပြုစေတဲ့ဓာတ်တွေပါဝင်နေအားကြောင့်တန်တလွန်တီကိုစားပေးဖို့အကြံပြုနေဒီကနေ့ရဲ့ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိစေတဲ့ကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and subscribe နေပြီးအားပေးခဲ့ကြပါဦးနော်။အသစ်တော်ဗီဒီယိုတင်နိုင်မလို့တန်တီးရှိနိုင်ဖို့အတွက်လည်းကျမတို့ရဲ့ Hope for Myanmar channel လေးကိုလည်း like and subscribe နေထားပေးကြပါဦးနော်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးများတင်ပါတယ်ရှင်။ကျမပြောရှင်တဲ့နေ့ရက်တိုင်းကိုအစင်တရရရှိပိုင်ဆိုင်ပြီးတော့ယောဂအပေါင်းနဲ့လည်းကြိုးဝေးနိုင်ကြပါစေရှင်။